ဘာမှကုတ်ဟာကပြန်နိုင်ကြိုးဆိုပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့Matplotlib မှာဒီ histogram တစ်ခုပေါ့ဘယ်လိုတိစောက်အောင်လဲဆိုတာရယ်နောက်ပြီးရင်ကျွန်တော်တို့ subplot ဒီ plot တစ်ခုတည်းမဟုတ်ဘဲနဲ့ plot တွေအများကြီးပေါ့နော်ဘယ်လိုဖန်တီးရမလဲဆိုတာကိုကျွန်တော်ပြသပေးပါမယ်ဒါတော့ကျွန်တော်တို့ histogram နေစလိုက်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင် import in လုပ်ရမယ်ကျွန်တော်လိုရတဲ့ library တွေကို import လုပ်မယ် import matplotlib.pyplot ဒီကောင်ကိုဆရာ plt အနေနဲ့ import လုပ်မယ်ပြီးသွားရင်ဆရာတို့ import numpy smp ဆရာတို့ numpy ကိုဒီနေရာမှာဘာလို့ import လုပ်ရတာလဲဆရာတို့ histogram ကဒီ data အများကြီးနဲ့ quantitative data အများကြီးနဲ့အလုပ်လုပ်တော့မှအဆင်ပြေတဲ့ကောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့ဒီ numpy ရဲ့ဆရာတို့ runtime ကိုသုံးပါပေါ့ random module ကိုသုံးပါမယ်အဲ့တော့ histogram ဆိုတာကသူကဘာလဲဆိုတော့ဒီ quantitative data တွေရဲ့ distribution ဖြန့်ဝေမှုကိုသူကဒီ visual representation အနေနဲ့ပြပြီးတာအဲ့တော့သူကတန်ဖိုးတွေကိုသူကအုပ်စုစုလိုက်တယ်အုပ်စုစုပြီးသွားလို့ရှိရင်ဒီအုပ်စုတစ်စုမှာပေါ့နော်တန်ဖိုးဘယ်နှခုရှိလဲဆိုတာကိုသူကရှင်းတွက်တာကြတော့ကျွန်တော် input လုပ်ပြီးသွားရင်ကျွန်တော် data တွေဖန်တီးလိုက်မယ်အဲ့ဒီဟာကိုဆရာက test score ဆိုပြီးနာမည်ပေးလိုက်မယ်ကျွန်တော်စောင်းပွဲတစ်ခုရဲ့ကျောင်းသားတွေစောင်းပွဲတစ်ခုရဲ့သူတို့ဖြည့်ပြီးရလာတဲ့ရလဒ်ပေါ့နော်ရလဒ်မှာအမှတ်ဒီအမှတ်80ရတဲ့ကျောင်းသားဘယ်နှယောက်ရှိလဲအမှတ်90ရတဲ့ကျောင်းသားဘယ်နှယောက်ရှိလဲစသဖြင့်ကျွန်တော်အဲ့လိုမျိုးလုပ်သွားမယ်ဒီ visualization နဲ့ဆရာတို့ပြအောင်အဲ့တော့ score ရှိမယ် score ကိုဆရာက manual မထည့်တော့ဘဲနဲ့ numpy ရဲ့ဆရာတို့ random ကိုသုံးပြီးထည့်မယ်သူကတော့ဆရာက normal distribution လိုချင်တာဖြစ်တော့ဆရာက normal လို့ထည့်လိုက်မယ် normal distribution ကသူက bell shape ခေါင်းလောင်းပုံစံရှိတယ် center နာ data အများဆုံးစုပြီးတော့မှcenter ကနေမှတဆင့်ဘေးနှစ်ဖက်ကိုသူကဖြည်းဖြည်းချင်းပြန့်သွားတာပေါ့နော်အဲ့ပုံစံမျိုးသွားတယ်ဆရာတို့ဒီမှာထည့်မှ keyword argument ဆရာတို့၃ခုရှိတယ် LOC ပြီးသွားရင်ဆရာတို့ scale ပြီးရင် size ဆရာတို့ LOC ကဘာကိုပြောတာလဲဆိုတော့ location of the center ဆရာတို့ထည့်လိုက်တဲ့ဒီ random data ပေါ့နော်ဒီဟာကသူ့ရဲ့ center ဘယ်မှာရှိလဲဆရာတို့ distribution က location of the center ကြပြီးသွားရင်scale ကကြတော့သူက standard deviation ဒီ center ကနေပြီးတော့ဆရာတို့ဖန်တီးထားတဲ့ center ကနေပြီးတော့မှ data ကဘယ်လောက်နှုံးနဲ့အပြင်ကိုပြန့်သွားတာလဲstandard deviation ကသေးလို့ရှိရင်တန်ဖိုးနည်းလို့ရှိရင် standard deviation တန်ဖိုးနည်းတဲ့အခါကျရင် data အများစုက center မှာစုနေလိမ့်မယ် standard deviation တန်ဖိုးကများတယ်ဆိုလို့ရှိရင် data တွေကတန်ဖိုးတွေကဘာဖြစ်နေမလဲဆိုရင် center ကနေပြန့်ပြီးတော့ကပောက်ဒီကပောက်ချဖြစ်နေလိမ့်မယ်အဲ့တော့ဆရာရဲ့ဒီ normal distribution ကသူက bell shape distribution လို့လည်းခေါ်တယ် center မှာစုနေတာအဲ့တော့ standard deviation ကနည်းတယ်ဆိုရင် center မှာစုပြီးတော့ခေါင်းလုံးပုံလေးပေါ်နေမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ standard deviation ကများနေမယ်ဆိုရင်ခေါင်းလုံးပုံပြတ်သွားပြီးတော့မှဒီအလင်းမှာဒီဆိုကြပါစို့စင်တာကအမှတ်80ဆိုလို့ရှိရင်ကျောင်းသားအများစုကအမှတ်80မရတော့ဘဲနဲ့အမှတ်20ပဲရတဲ့ကျောင်းသားအများနေမယ်အမှတ်30ပဲရတဲ့ကျောင်းသားအများနေမယ်အဲ့လိုမှမဟုတ်အမှတ်100ရတဲ့ကျောင်းသားအများနေမယ်စသဖြင့်ပေါ့ဒါတော့ခေါင်းလုံးပုံပြတ်သွားလိမ့်မယ်ပြီးရင် size ကတော့ဆရာတို့စုစုပေါင်းတန်ဖို့ဘယ်လောက်ကိုဆရာတို့ random generate လုပ်ချင်တာလဲပေါ့နော်ဆရာကကျောင်းသား100လောက်လိုက်ကျောင်းသား100စာဆရာဒီတိုင်းဟက်ကုံလေးလုပ်ပြီးတော့ manual ရေးထည့်ရလို့ရှိရင်ဒီ video ကအကြာကြီးဖြစ်သွားမှာမဟုတ်လို့ဆရာ random နဲ့ပဲလုပ်လိုက်ကဲ standard deviation ကိုဆရာကအခုလောလောဆယ်မှာ10နဲ့ပဲဆရာနမူနာပြလိုက်တယ်standard deviation 10 size က100ဆရာရဲ့ location က center ကဆရာဘယ်နာထားမလဲဆိုရင်ဆရာ80မှာထားလိုက်တယ်အဲ့တော့ဒီကောင်က scale ကလည်းနည်းတဲ့အတွက်ကြောင့်ကျောင်းသားအများစုကဒီအမှတ်80ပတ်ဝန်းကျင်ကိုကျွန်တော်ဒီဆောင်ပွဲမှာသူတို့ရလိမ့်မယ်ကဲပြောရင်ဆရာတို့ဘာလုပ်ပေးဖို့ကြံနေလဲဆိုတော့ clip လုပ်ပေးဖို့ကြံနေတယ်အဲ့တော့ clip လုပ်မယ်ဆိုရင်ဆရာ numpy mp.clip clip လုပ်တယ်ဆိုတာဆရာ boundary သတ်မှတ်တာပေါ့ဆရာရဲ့ဒီ score ဆိုတဲ့ကောင်ကသူ့ရဲ့ boundary သူ random 100 generate လုပ်လိုက်တဲ့အခါကျရင်ဒီ minimum တန်ဖိုးနဲ့ maximum တန်ဖိုးတို့ဆရာတို့သတ်မှတ်ပေးဖို့လိုမယ်ဒီတန်ဖိုးအခု100မှာကျွန်တော် negative value တွေပါလာလို့ရှိရင်အဆင်မပြေဘူးလေနောက်ပြီးတော့ဆရာတို့အမြင့်ဆုံးကဘယ်လောက်ထိလဲပေါ့နော်အဲ့တော့ဆရာကတုံညနဲ့100ဆိုပြီးသတ်မှတ်လိုက်မယ်အဲ့တော့ဆောင်းမမှာအမှတ်တလုံးမှတမှတ်မှမရတဲ့ကောင်နဲ့နောက်ပြီးအမှတ်ပြည့်ရတဲ့ကောင်ပေါ့နော်100ဆိုပြီးဆရာသတ်မှတ်ပေးလိုက်ကြဒါဆိုလို့ရှိရင်ဆရာဒီသတ်မှတ်ထားတဲ့အကောင်ကိုဆရာ score နဲ့ပြန်ထည့်လိုက်โอเค
ဆရာပြောရရင်ဆရာ histogram ကိုစောက်လို့ရတယ် sorry plt.hit ဆိုတဲ့ function ကိုခေါ်မယ်ကဲပြောရဆရာရဲ့ data ကိုထည့်ပေးရမယ်သင်ဆရာ label တက်လိုက်မယ် plt.title သူ့ရဲ့ title က exam scores ပြီးရင် plt.xlabel ဆရာ title ပဲရင်ထည့်လိုက်မယ်ပြီးရင် plt.show function ကိုသုံးပြီးဆရာတို့ပြမယ်ကဲဒါဆိုရင်ဆရာရဲ့ scale က10ဖြစ်နေလို့သူကဒီ80မှာကျောင်းသားအများဆုံးစုတန်ဖိုးတွေကဆရာတို့ကြည့်မယ်ဆို bell shape ပုံစံဖြစ်နေတယ်ကဲဆရာကဒါကိုထပ်ပြီးဆို5လောက်ပဲထားလိုက်မယ်ဆိုရင်ပို့ပြီးတော့ပြီးသားတယ်အလဲမှာဒီ80ပတ်ဝန်းကျင်မှာကျွန်တော်သွားစုနေအများကြီးပဲကဲဆရာကဒါကို90လို့ထားလိုက်မယ်ဆိုရင်အဲ့လိုမှမဟုတ်တော့ဘူးဆရာတို့စင်တာမှာစုမနေတော့ဘဲနဲ့သူကခေါင်းလောက်ပုံနဲ့ပြတ်ပြီးတော့ဒီဘက်မှာသွားစုနေအဲ့လိုမှမဟုတ်လဲဒီဘက်မှာစုကျင်စုနေလိမ့်မယ်โอเคကဲအောင်ဆရာတို့ဒီမှာ customization ဘာလုပ်လို့ရသေးလဲဆိုတော့ဆရာတို့ title ပြီးသွားရင်ဆရာတို့ x label နဲ့ဆရာတို့ y label ထည့်မယ် plt.xlabel x label က scores ပြီးရင် y label က plt.y label သူက number of student နောက်ဆရာတို့ဘာလို့လဲ customize လုပ်လို့ရသေးလဲဆိုရင်ဆရာတို့ပြလိုက်မယ် okay title တွေထည့်ပြီးရင်ဆရာတို့ histogram customize လုပ်မယ်သူရဲ့ bin အရေးအတွက်ပေါ့နော်ဒီအုပ်စုအရေးအတွက်ကိုဆရာတို့သတ်မှတ်ပေးလို့ရတယ်အခုဒီမှာက3ညနေ20ရှိမယ်ပြရတဲ့ဟာလေးတွေက1စု2စု3စု4စု5စု6 9 10 9ဆရာ bin ကို10စုတွားထားတာပေးတယ်ဆရာကအဲ့ဒါကို bin ကိုဆရာ20ဖြစ်ထားခြင်းတယ်အဲ့ဒါဆိုရင်အခု20ဖြစ်သွားပြီဆရာရဲ့ standard deviation ကိုဆရာ10ပဲထားလိုက်တော့မယ် okay ဆရာတို့ bin ကိုလည်းကိုကြိုက်တော့ထားလို့ရတယ်ပြီးရင်သူ color ကိုလည်းပြောင်းလို့ရတယ် color equal to ဆရာ light green လို့ထားလိုက်မယ်ကဲပြောရင်အခုကတော့ border မရှိဘူးပေါ့နော်ဒီ bin တစ်ခုချင်းစီကသူရဲ့ border မရှိတဲ့အတွက်ကြောင့်မလို့ဒီကောင်ကတစ်ခုတည်းလိုမျိုးဖြစ်နော်ဆရာ H color ဆိုပြီးသတ်မှတ်လိုက်မယ် black ပေးလိုက်လို့ရှိရင်တော်တော်လေးပြီးတာဖြစ်သွားပြီ okay ဒါဆိုလို့ရှိရင်ဒီမှာကျတော့60ပတ်ဝန်းကျင်60အောက်ကိုရတဲ့အကြောင်းသားတော်တော်နည်းတယ်လို့ပြောလို့ရတယ်။ကျောင်းသားအများစုကအမှတ်ကောင်းကြတယ်။ okay ဒါကကျတော့ histogram ဖန်တီးတဲ့နည်း။ကဲတော့ကျတော့ subplot တွေဆက်ပြီးဖန်တီးကြမယ်။ subplot ဆိုတာကသူကကျတော့အခုဖန်တီးရတဲ့ plot ကတစ်ခုပဲ။ subplot ကကျတော့အဲ့လိုမဟုတ်ဘူးဒီ canvas တစ်ခုပေါ်မှာကျတော့ plot တွေအများကြီးကျတော့ထည့်လို့ရတယ်။အဲ့တော့ဆရာတို့အမှသိဖို့လိုတာကဆရာတို့စာလုံးနှလုံးသိဖို့လိုမယ် figure ရှိတယ်နော် axis ရှိတယ် figure ဆိုတာကဆရာတို့ဒီနောက်ခံ canvas ကြီးတစ်ခုလုံး the entire canvas axis ကအဲ့ canvas ပေါ်မှာဆရာတို့ရေးမယ် plot လေးတစ်ခုပဲဆရာတို့သတ်မှတ်တဲ့ပုံမှာမူတည်ပြီးတော့ဒီ figure ပေါ်မှာဆရာတို့ axis တွေကိုအခြေအတွက်ကြိုက်တဲ့လောက်သတ်မှတ်ပြီးလို့ရမယ်ဆိုကြပါစို့ဆရာ print ထုတ်ကြည့်နိုင်မယ် print plt.subplot ဆရာက2 by 2 2 by 2ဆိုရင်ဆရာတို့ figure ကြီးပေါ်မှာ axis 4ခုထွက်လာတယ်ပေါ့နော်1 2 3 4အဲ့လိုမှမဟုတ်ပဲဆရာက1 by 2ဆိုရင် row တစ်ခုတည်းဆရာတို့ column နှစ်ခုဖြစ်သွားတယ်2 by 1ဆိုရင်ဒါဆိုရင်လည်း row နှစ်ခု column တစ်ခုတည်းဖြစ်သွားတယ်ကဲတော့ဆရာတို့ဒီမှာထည့်ကြမယ်ထည့်မယ်ဆိုတော့ဆရာက၄ခုတွေပါတယ်အများကြီးမပြတော့ဘဲနဲ့ဆရာ row တစ်ခု column နှစ်ခု plot နှစ်ခုကိုဆရာဘေးချင်းရှင်ပြီးပြအောင်
ကဲဒီမှာတည်ထားဖို့တစ်ချက်ကသူကပြန်ထုတ်ပေးတဲ့ဟာပေါ့နော်ဒီ axis ကိုသူကဒီမှာဆို one dimensional array နဲ့သူကထုတ်ပေးတယ်ကဲဆရာက 2x2 လုပ်လိုက်လို့ရှိရင်ဒါ 2 dimensional array ဖြစ်သွားလိမ့်မယ်2 dimensional array ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဆရာဒီ block ကိုဆရာလှမ်းပြီးတော့ address လမ်းလုပ်ချင်တယ်ဆိုရင်ဆရာ2 dimensional array နဲ့လုပ်အောင်အဲ့တော့ဒီကောင်ဆိုရင် 0.0 0.0 ဒါဆို0.1ဒါဆို 1.0 အဲ့ဒါဆိုရင် 1.1 ဖြစ်သွားတယ်ဒါပေမဲ့ဒီကတန်ဖို့ပေါ့နော်ဆရာတို့ row ကို1ထားသည်ဖြစ်စေဒါမှမဟုတ် column ကို1ထားသည်ဖြစ်စေဆရာတို့ဒီနှစ်ခုတွေကတစ်ခုက1ဖြစ်သွားခဲ့လို့ရှိရင်သူက1 dimensional array ပဲထွက်လာတော့တယ်အဲ့တော့ဆရာခုနကလိုမျိုး2 dimensional array နဲ့လှမ်းပြီးတော့ address လမ်းလုပ်ဆရာမလိုတော့ဘူးဒါက 0.0 မဟုတ်တော့ဘဲနဲ့ဒါက0ဖြစ်သွားမယ်ဒီကောင်ကလည်း 0.1 မဟုတ်တော့ဘဲနဲ့ဒီကောင်က1ပဲဖြစ်သွားမယ်အဲ့တော့ဆရာကဒီကောင်ကိုအရင်စပြီးလုပ်ရအောင်ဆရာဒီကောင်ကို histogram ထည့်လိုက်မယ်ဒီဘက်ကိုတော့ဆရာပိုင် chart ပေါ့နော်ပိုင် chart ခုထည့်မယ်ဟောဆရာတော့ histogram ထည့်မယ်ဆိုရင်ဆရာရင်စရေးရတော့ figure ဆရာဒီ subplot ကသူကဒီ tuple ပေါ့နော်ဒီ figure object နဲ့ဒီ axis object နှစ်ခုကိုသူကဟိုအနေနဲ့ထုတ်ပေးတာtuple အနေနဲ့သူကတိန်းတာဆရာတော့ဒါကိုမလုပ်အောင်လဲဆိုတော့unpack လုပ်လိုက်ရမယ်အဲ့တော့ figure နဲ့ axis နဲ့ဒီမှာတော့ကျတော့ figure ကိုမသုံးဘူးကျတော့ axis ကိုပဲသုံးပါဒါပေမဲ့ထည့်ပေးရမယ်unpack လုပ်တဲ့အချိန်မှာထည့်ပေးရမယ် plt.subplot ဆရာတို့မှာ print ထုတ်တာမဟုတ်ဘဲနဲ့ print ကဒီတိုင်းကြည့်ကျင်လို့ထုတ်လိုက်တာပေါ့နော် subplot ဆရာထုတ်မှာ1/2 row တစ်ခု column နှစ်ခု okay ဆရာလူချင်တာထွက်လာတယ်ဒီပုံစံဆရာတို့ဒီ cell ထဲမှာပဲ subplot နှစ်ခုဖန်တီးမယ် subplot 1နဲ့ subplot 2နဲ့ plt dot ဆရာတို့ tight layout ဆိုတာ overlap မဖြစ်အောင်လို့ဆရာတို့သုံးပေးရတာပြီးရင် plt dot show ပြမယ်ကြတော့ဆရာတို့ subplot 1ကိုရင်းလုံးထည့်အောင် axis တဲ့ဆရာတို့သူက array ပေါ့နော်ပုံမှန်ဆိုရင်2 dimensional array နဲ့ထွက်လာမှာဒါပေမဲ့ဆရာကဒီတန်ဖိုးနှစ်ခုတည်းကတစ်ခုကိုဆရာဒီမှာ row ကို1ထားတာတော့ကြောင့်မလို့ axis က1 dimensional array နဲ့ပဲထွက်လာတယ်အဲ့တော့ဆရာကဒီကောင်းကို address လုပ်ချင်တယ်ဒီပထမတစ်ခု address လုပ်ချင်တယ်ဆိုတော့ axis ရဲ့ဆရာတို့ index 0မှာရှိတယ်ဒီကောင်ကကြတော့ axis ရဲ့ index 1မှာရှိတယ် index 0ကကောင်က dot ဒီနေရာမှာပုံမှန်ဆိုရင်ဆရာတို့ plot ဆိုပြီးထည့်လေးရှိတယ်ဒါပေမဲ့ဆရာကအခု histogram ကိုသုံးပါဆိုတော့ဆရာတို့ his ဆိုပြီးထည့်ရမယ်အဲ့တော့ဆရာကဒီအပေါ်က histogram ဟာကိုပဲဆရာ copy ကူးလိုက်တော့မယ်โอเคဒါဆိုရင်ဆရာ histogram ပေါ်လာပြီဆရာတော့ label လေးပါထည့်လိုက်မယ်သိအောင်လို့ a6 ရဲ့ဆရာတို့ index 0ကကောင်ရဲ့ set ဆရာတို့ title သူရဲ့ title က exam score ဒါဒီကောင်က exam score ကဲတော့ဆရာတို့ဒီဘက်ကကောင်စက်ထည့်တော့မယ်ဒီဘက်ကကောင်ဆရာကပိုင်ချထည့်မယ်ဆိုတော့ဆရာဒီဟာမတိုင်ခင်မှာဆရာဒီဟာလေးရဲ့ဒီကောင်မတိုင်ခင်မှာဆရာဟိုပြရမယ်သူ့အတွက်ကိုပိုင်ချအတွက်ကိုဆရာတန်ဖိုးတွေသတ်မှတ်ပြရမယ်ပိုင်ချပေါ့နော်သူ့မှာဆရာ category ရှိမယ်ပိုင် slice တွေပေါ့နော် category ကfreshman ဆရာဒီပိုင်ချနဲ့ပတ်သက်ပြီးတော့လည်းအရှင်းမဗီဒီယိုလုပ်ထားတာရှိတယ်ဆရာအဲ့ဗီဒီယိုတွေကဟာကိုပဲဆရာထည့်လိုက်တော့မယ် second years ပြီးရင် junior နောက်ဆုံးမှာက senior ကဲပြီး slice တစ်ခုချင်းစီရဲ့တန်ဖိုး300 250 275 225
ပြီးရင် slide တစ်ခုချင်းစီရဲ့ color freshman ကဆရာတို့အရောင်ပေးလိုက်မယ် second year တွေက yellow ပေးလိုက်မယ်အဝါရောင်ပေးလိုက်မယ်junior third year တွေတော့ဆရာအပြာရောင်ပေးပြီးတော့နောက်ဆုံးsenior fourth year တွေကိုဆရာ green ပေးလိုက်မယ်ကဲဒီတန်ဖိုးတွေကိုဆရာဒီမှာလာပြီးတော့ထည့်တော့မယ် axis 1မှာ dot ဆရာတို့ pi ဆိုတဲ့ function ကိုလှမ်းခေါ်မယ်ကဲတော့ slice တွေက value slice တွေရဲ့တန်ဖိုးက value ပေါ့နော်ပြီးရင်သူ့ရဲ့ label ကမှဘာလဲဆိုတော့ category ကြည့်ရအောင်အရင်ရမ်းပေးဖို့လိုအောင်မယ် okay categories ပြီးရင်ဆရာက percentage ကိုပြချင်တယ် slice တစ်ခုရဲ့ percent ကဘယ်လောက်ရှိလဲဆိုတော့ပြချင်တော့ auto pct auto percent ကိုဆရာတို့ format ရေးပေးရမယ် percent sign နှစ်ခုကြားထဲမှာ 1.1f ပြီးရင်နောက်က percent sign နောက်တစ်ခုပြင်သူ့ရဲ့အရောင်တွေကကျွန်တော်တို့ colors ကဘယ်ထဲမှာလဲဆိုတော့ color ထဲမှာပဲရှိတယ်ဆိုတော့ shadow ထည့်လိုက်မယ် shadow ကို true ထားမယ်starting angle ကို start angle ကိုဆရာ90 degree ထားလိုက်မယ်ပြင်သူ့ရဲ့ label ပါဒီအောင်ခိုင်းလာမယ်တော့ okay ဆရာလူချင်တဲ့ပိုင်လေးထွက်လာပြီသူ့ကိုဆရာ label ထည့်မယ် axis သူ index 1ကကောင်ရဲ့ set title ဒါက students okay students ဆိုရပြီကဲဒီကတော့ဆရာ subplot နှစ်ခုကိုဆရာ basic ရှင်းပြီးထည့်ပြသွားတာအဲ့တော့ဆရာတို့ဒီမှာ subplot တွေကိုကိုကြိုက်လို့ထည့်လို့ရတယ်ဆရာဒီဟာကို 2x2 3x2 ဒါမှမဟုတ်ရင်ဆရာတို့ 3x3 3x3 ဆိုတော့ရမ်းများသွားမယ်ဒီလိုမျိုးကိုကြိုက်တာထည့်လို့ရတယ်ပြီးရင်ဆရာတို့ plot ကိုလည်းဒီထဲမှာထည့်တဲ့ subplot ကိုလည်း plot မှမဟုတ်ဘူးဆရာတို့ဒီမှာ bar ထည့်လို့ရတယ်ပေါ့နော် bar graph တွေထည့်လို့ရတယ် pie chart ထည့်လို့ရတယ်ဆရာတို့ histogram scatter plot စသဖြင့်ဆရာတို့အကုန်လုံးထည့်လို့ရတယ် okay bye bye